ကယ်တမ်းတော့ကက်လေးပဲရိုက်ပြီးမလို့ပေါ့နော်ဒါပေမဲ့ကိုယုံနဲ့ကိုတော်မှသူက violent ဖြစ်နေတော့ဒီ TikTok ကိုနားအောင်မလေးတော့အဲ့တော့ဒီတိုင်းပဲကက်နဲ့ရိုက်ပြီးလိုက်ပါတယ်ရုပ်လေးမကြည့်ချင်လည်းမတက်နိုင်ပါဘူးအိမ်မပြောတာတွေရှိနေရလားကယ်တမ်း restore break ကပြီးသွားပြီပေါ့နော်ဒါပေမဲ့ဒီဇင်ဘာ16ထိတော့ effect ကရှိနေအောင်မယ်ဒီကြားထဲမှာဘာလို့အတွေးတွေရှုပ်နေတာတော့အတွေးတွေမရှုပ်နေတော့ရှင်းရှင်းလင်းလင်းထားပါမြေဘဝ trauma တွေကို healing လုပ်ပါဒါမှသာရှေ့ဆက်ကောင်းမှုရှိရပေါ့နော်ဘာတွေအတွေးရှုပ်နေလဲအတွေးကိုရှင်းရှင်းထားပါScorpio ကကြလို့မပြီးတော့ကဲဘာတွေများဖြစ်လို့ဘလို့တွေများဖြစ်နေလဲအရင်တွေ့ဝင်နေလား emotional တွေရမ်းများနေရလို့မြင်တယ်ပေါ့နော် emotional တွေရမ်းမများနေပေါ့နော်စိတ်ရှင်းရှင်းလင်းလင်းနေရမယ်အချိန်ရောက်ပါပြီကျမတို့တွေ4နှစ်တာကာလ5နှစ်တာကာလလုံးအတွေးရှုပ်တဲ့အရာတွေကနေပြီးတော့အခုမှခွဲထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အတွေးတွေကိုရှင်းရှင်းလင်းလင်းထားပါဒါဆိုရင်တော့တင်အောင်မြင်ဖို့နှိစက်နေပြီပေါ့နော်အတွေးတွေမရှင်းတဲ့ရွေးကတော့ကိုလိုရမယ့်အရာဟာ focus မဖြစ်နိုင်သေးဘူးပေါ့နော်နောက်ပြီးတော့ခုနကတော့AOS ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်ဘာတွေတွေးဝင်နေလဲမတွေးဝင်နေပေါ့နော်ပြီးတော့အများမြင်ုံနဲ့နားထောင်ပါပေါ့နော်မျက်လုံးစုံမိတ်ပြီးတော့မငင်းနဲ့ပေါ့နော်ဒါလေးပြောချင်ပါတယ်နောက်တစ်ခါကလည်းဒီဘက်ကပဲကြားတယ်ပေါ့နော်ဒီဘက်ကကတော့အောက်ပိုင်းပြလို့မရတဲ့အတွက်ကြောင့်ဒီတိုင်းပဲပြလိုက်ပါမယ်ဒီဘက်ကပေါ့နော်တင်းနာမှာအတင်းကိုထိန်းချုပ်ခြင်းနေတဲ့လူတွေရှိတယ်ထိန်းချုပ်တဲ့လူရှိတယ်ပြီးရင် crush တွေဒါမှမဟုတ်လို့ရှိရင် relationship တွေမှာဆိုလို့ရှိရင်လေတတိယ person ပေါ်တာမျိုးတတိယ person ဆိုတာနောက်ထပ်ရည်စားထားတာမျိုးမဟုတ်ဘူးပေါ့နော်ဒါလိုက်ပါတော့မိဘဆွေမျိုးတွေကသဘောမတူတာမျိုးလေးတွေဒါမှမဟုတ်လို့ရှိရင်သူတို့ကြောင့်မလို့ကိုယ်ကစကားများတာမျိုးလေးဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီတလောမှာစကားပြောလေးလေးဆင်ခြင်ပါစိတ်တွေအရင်ရှုပ်နေလို့ရှိရင်လေအနာယူပေါ့နော်အိတ်ဆက်ခြင်းနဲ့အနာယူပါဒါမှသာကျမတို့ဘေးပတ်ဝန်းကျင်လူတွေကိုမထိခိုက်မှာပေါ့နော်ဒါကြောင့်မလို့စိတ်မပျော်ရွှင်နေတဲ့အချိန်ဆိုလို့ရှိရင်တယောက်တည်းအနာယူပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဒါကတော့ inner light ပိုင်းဒါတော့ KK channel လေးဖြစ်ပါတယ်အားလုံးပဲကျမချမ်းသာလို့ရဆန္ဒပြပါစေကောင်းသောသူများနဲ့တွေ့ဆုံနိုင်ကြပါစေရှင်